ကောင်လေးသည်သူ့အမေကိုအံ့ဩဝမ်းသာစေချင်သောကြောင့်မွေးနေ့ကိတ်မုတ်တစ်လုံးကိုကင်ထားပြီးဗီဒီယိုထဲတွင်ပုံနေခဲ့သည်သို့တော်မွေးနေ့ပွဲကစတင်နေပြီဖြစ်သောကြောင့်သူအလွန်စိတ်ပျက်သွားသည်ထိုအချိန်တွင်သူ့အမေကသူရေးထားသောမွေးနေ့ကတ်ကိုကောက်ယူဖတ်လိုက်သည်ထိုကတ်ထဲတွင်ကောင်လေးကကျွန်တော်အိမ်ကနေထွက်ပြေးသွားပြီဟုရေးထားသည်သို့တော်ဖတ်ပြီးနောက်သူ့မိဘများကလုံးဝဂရုမစိုက်သလိုဖြစ်နေကြသည်ကောင်လေးကဒေါသထွက်သွားပြီးဗီဒီယိုထဲတွင်ဆက်ပုံနေရန်ဆုံးဖြတ်လိုက်သည်အပြင်ဘက်စပွဲပေါ်တွင်ခင်းကျင်းထားသောအရသာရှိသောအစားအစာများကိုမြင်တော့သူထွက်သွားပြီးအကုန်စားပြစ်ချင်စိတ်ကိုမထိန်နိုင်တော့အောင်ဖြစ်လာသည်ဒါပေမဲ့အကိုဖြစ်သူကတကယ်သာအိမ်ကနေထွက်ပြေးသွားတာဆိုရင်ဒီလောက်မြန်မြန်ပြန်မလာသင့်ဘူးမဟုတ်ရင်ယောက်ျားစစ်မဟုတ်ဘူးဟုပြောလိုက်သည်ထို့ကြောင့်ကောင်လေးသည်စားချင်စိတ်ကိုအတင်းချုပ်ခဲ့ပြီးဗီဒီယိုထဲတွင်ဆက်ပုံနေခဲ့သည်သို့တော်ညရောက်သောအခါအိမ်သာတက်ချင်လာသည်အဖေကအပြင်မှာတီးကြည့်နေသည်ကိုမြင်တော့သူကဗီဒီယိုထဲမှတိတ်တဆိတ်ထွက်လာပြီးအိမ်သာထဲသို့ခိုးဝင်သွားသည်ဒါပေမဲ့သူလှုပ်ရှားရမှာထွက်လာသောအတန်ကိုသူ့အမေကြားသွားသည်ထို့ကြောင့်ကောင်လေးမှာအခြားနည်းမရှိတော့ပဲအဖေ၏အတန်ကိုတူးပပြီးအိမ်သာထဲမှာအဖေရှိနေတယ်လို့ဟန်ဆောင်လိုက်သည်သို့တော်အမေကအဖေသည်ဆိုဖာပေါ်တွင်တီးကြည့်နေစေဖြစ်သည်ကိုမြင်လိုက်သောအခါအဖေကဘောင်းဘီထဲမှာအညစ်အကြေးဆွမိပြီဟုထင်သွားသည်သူမကချက်ချင်းအပြေးလာပြီးအဖေ၏ဘောင်းဘီကိုဆွဲချရန်ကြိုးစားလိုက်သည်နောက်ပိုင်းတွင်မိသားစုအားလုံးအပြင်ထွက်သွားချိန်၌ကောင်လေးကဗီဒီယိုကိုမိမိတက်တောင့်တက်တာနေနိုင်မည့်အခန်းငယ်လေးတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်ထို့အပြင်အစာစားရန်နှင့်အိပ်ရန်အတွက်ဗီဒီယိုထဲတွင်နေထိုင်နိုင်ရန်ဗီဒီယိုတကား၌အပေါက်နှစ်ပေါက်တောင်ဖောက်လိုက်သည်ထူးဆန်းသည်မှာသူ့မိဘများကသူ့ကိုလုံးဝဂရုမစိုက်သေးပေထိုအချိန်တွင်ကောင်လေးသည်သူ့မိဘများပြောနေသောစကားကိုမတော်တဆကြားလိုက်ရသည်သူတို့ကကောင်လေးဟာမွေးစားထားတဲ့ကလေးဖြစ်ပြီးနေတိုင်းဟင်းသီးဟင်းရွက်ဖျော်ရည်လာပို့ပေးတဲ့အမျိုးသမီးကသူ့ရဲ့မွေးမိခင်အစ်စ်ဖြစ်တယ်ဟုပြောနေကြသည်ဒါကိုကြားလိုက်ရချိန်မှာပဲကောင်လေး၏စိတ်နှလုံးကျိုးချသွားပြီးတိတ်တဆိတ်ငိုကြွေးနေခဲ့သည်ဒါပေမဲ့သူမသိခဲ့သည်မှာသူ့မိသားစုကမင်းညကလေးကသူ့ဗီဒီယိုထဲမှာပုံနေတာကိုသိထားပြီးသားဖြစ်သည်သူတို့ပြောခဲ့သောမိသားစုလျှို့ဝှက်ချက်ဆိုတာကလည်းနောက်ပြောင်ဆန်နောက်လိုက်ခြင်းသာဖြစ်သည်နောက်တနေ့မနက်တွင်တော့ကောင်လေးကသူ့ကိုယ်သူမွေးစားထားတဲ့ကလေးဟုယုံကြည်နေစေဖြစ်သည်ပိုပြီးတိတက်လိမ့်မှခြင်းတစ်ဖြစ်သူကအိမ်လုံးမျိုးစုံကိုကိုယ်တိုင်စတင်ကူညီလှုပ်ဆောင်ခဲ့သည်ထိုအချိန်တွင်ဟင်းသီးဟင်းရွက်ဖျော်ရည်လာပို့သောအမျိုးသမီးရောက်လာသည်ကောင်လေးကချက်ချင်းပြေးသွားပြီးတကားဖွင့်ပေးလိုက်သည်ထိုမျိုးသမီးကသူမ၏ပုံမှန်အယောင်မြင့်တင်စကားအတိုင်းဟင်းသီးဟင်းရွက်ဖျော်ရည်များများတောင်းတော်ဟုပြောလိုက်သည်သို့တော်ကောင်လေးကထိုစကားကိုမွေးမိခင်အစ်စ်ကမိမိကိုဂရုစိုက်ပြောနေခြင်းဟုအတိတ်ပဲကောက်လိုက်သည်သူ့မျက်လုံးများနီးရဲလာပြီးမျက်ရည်ကိုအတင်းထိန်ထားရင်းငိုလျက်သာဟင်းသီးဟင်းရွက်ဖျော်ရည်ကိုတောက်လိုက်သည်တစ်ဖက်တွင်တော့အမှန်တရားကိုသိထားသောမိသားစုဝင်များအားလုံးကရဲခြင်းစိတ်ကိုအတင်းထိန်ထားရပြီးမရေမိအောင်ကြိုးစားနေကြသည်